ကြောက်ရွံ့နေများကိုရဲ့ဒီထိုးလက်ပေးရရှိပါတယ်ရှင်ဒီကနေ့မှာတော့ဒီလိုမျိုးနဲ့စာရေးဆရာအတင်းမှာစာရေးဆရာမျိုးအမြန်မာစာနဲ့ပူးပေါင်းပြီးတော့လူငယ်နဲ့မျိုးချစ်စေတဲ့ဆိုတဲ့အကြောင်းအရာများကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်ငယ်နဲ့မျိုးချစ်စိတ်အကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်တွေလည်းရမယ်ကြောက်ဆိုင်ရဲ့အကြောင်းအနေစပြောပါပေါ့ကြောက်ပါမယ်ခင်ဗျာဘုကြောက်ဆိုင်ရဲ့အဖို့တော်ဆက်တဲ့ဖြစ်ချင်းအစံဒီဘူလာရမှာဒေသတော်တင်းနဲ့ပြည်စုံရဲ့ပြုချုပ်မကောင်နဲ့စိတ်တိုင်းရှိတယ်တိတာတွေကကိုယ့်ရဲ့စိတ်တိုင်းနဲ့ပြည်ကိုဘုကြောက်ဆိုင်မှာစီးစီးနေပါတယ်ဘုကျုပ်ကပြည်ရဲ့အကြောင်းမှနေကြလို့ဒီစစ်စစ်ကထက်တာလို့လည်းကျုပ်ကဆိုပါတယ်ဒီစစ်စစ်ဒီစိတ်တဲ့ကြော်ပြီးမှပြီးကိုနေချက်တဲ့လူကနေဘုရားပေါ်ရမယ်ဆိုတာကိုမြေစဉ်းစားနေတဲ့ဘုကျုပ်ကပြုချုပ်ကလို့အောင်ဘုရားပေါ်ရမယ်ဆိုတဲ့စိတ်ဓာတ်လေးကြီးစိုးနေတဲ့အတွက်တော့တုံးတဲ့စိတ်ကူးမှာတဲ့လူကြောင့်တာတဲ့လူကြောင့်တာတွေ့မှာတကယ်ပွဲခံပြီးပေါ့ဝဲပါတော့တုံးတဲ့စိတ်ကူးနဲ့ရန်ကုန်လာရှင်းနေအစားဒီမှာပြင်မှာဒီနေ့ပြီးကနဲ့ဒုက္ခစီယုတ်တကယ်ဘူလာကြီးနဲ့ရင်းမြစ်တကယ်တို့ကောင်းတော်ဝင်လာရင်းမြစ်တွေကိုဒီမှာတိုင်းမှာထောက်တော့ဒီရေးရဖို့ဆိုမှစတဲ့ဒီမှာသာသာပြပြီးပေါက်ခဲ့ပါတယ်1938ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာစပြီးရင်းမြစ်ပြီးကဒုက္ခဖြစ်လာတဲ့အခါမှာဒုက္ခစီယုတ်တကယ်ဘူလာကြီးနဲ့တကယ်ဘူလာကြီးနဲ့ရင်းမြစ်တကယ်ကောင်းတော်ကောင်းဆောင်မှာဒီနေ့ဒီကိုဒီမှာထိုင်းမှာဒီစပိတ်ကိုတောက်တော့ပြီးတော့ပုံပြီးဒီမှာတောက်တော့ပြီးတော့စတဲ့မှာတော့ဝိမောက်ကတော့ပြပခဲ့ကြပါတယ်တကယ်ဘိုးလာဒီနေ့ပြည်နယ်လူမားတွေကရန်ကုန်တက်လာတယ်ဒီနေ့ကြောင်းပြောနေဒီနေ့ပြည်ရန်ကုန်ပြည်ကိုတက်လာကြတယ်အဲ့ဒီအချိန်မှာလက်ချက်လေးတွေဆိုရကဒီနေ့ပြည်လူမားတွေရဲ့ခေါင်းတောင်တွေကိုနေရေးခဲ့ပါတယ်။ဒီလက်ချက်ဆိုတာဘာလို့မှမရှိတဲ့ကျောင်းသားတွေကိုနံပါတ်1နဲ့ပြည့်တယ်။ကျောင်းသားကောင်းဆောင်ပါလား။အဲ့ဒီဘိုးအောင်ဒီကအကြဆုံးခဲ့ရပါတယ်။အကြောင်းပြည်သူတွေကပြုကျုံခံရတဲ့စိတ်ဓာတ်ရွေးချယ်စိတ်တွေကိုပြင်းပြလာကြပါတယ်။အဲ့ဒီအချိန်မှာဘုရားဆိုင်ကောင်းဆောင်တဲ့ဒီဘောတုံးတဲ့စစ်တွေဒီမှာအင်္ဂလိပ်တွေကိုတော်လာဖို့ဒီတူတွေကထွတ်ချုံပါတဲ့စိတ်ဓာတ်စစ်တွေကိုပြင်းလာတာအဲ့ဒီမှာဘုရားဆိုင်နဲ့ရေဘောတုံးတွေကဒီပါမှာစစ်ပြတင်ပြီးတော့မှဘောကလေးစက်ကိုနေမှာဘုံကျိုးကိုစုစည်းနေနဲ့ဘုရားကိုဘုရားဆိုင်တော့တောင်းတော့ရေဘောတုံးတွေကဒီမှာစစ်တပ်နဲ့ဒီမှာပြီးတောင်ပိုင်းကိုရောက်ပြီးအင်္ဂလိပ်တွေကိုတိုက်ထုတ်ခဲ့တယ်အင်္ဂလိပ်တွေကိုတိုက်ထုတ်ခဲ့တိုက်ထုတ်ပြီးတဲ့ချိန်မှာတစ်တိပန်ကြီးကဝါပြည်အုပ်ချုပ်ရေးနဲ့ရွှေစင်ဆိုတဲ့လက်ရေးပြီးခဲ့ပါတယ်သူရောက်လက်ရေးပြီးခဲ့တဲ့အဲ့ဒီသူရောက်လက်ရေးနဲ့ဒီဂျပန်စစ်ဂျပန်ရဲ့လက်စင်ညမမောပါဒီကတခါပြန်ခံရတာအဲ့ဒီကဘုရားဆိုင်ကောင်းဆောင်ရဲ့အချစ်လူငယ်ရဲ့ကောင်းဆောင်ကစစ်ဂျပန်ရဲ့အကောင့်လေးစက်ကပတ်စတာတစ်ခုမှာစာပြီးတော်လာကြအောင်အဲ့ဘတ်လာနဲ့ဆက်ကနေနေလို့တော်လာရင်းနေဆိုမှအချိန်မှပြည်နေတယ်ဒီမှာစာပြီးကျင်းပလာခဲ့တယ်ဒီနေ့ကျင်းပလာအဲ့မှာဆက်စစ်ပါနေကိုဘာပြရတဲ့တိုက်လို့ပြီးတဲ့နောက်ပြန်လာတယ်အဲ့ဒီဆက်စစ်ပါနေကိုဘာပြအင်္ဂလိပ်တွေပြန်มาပြည်တဲ့ပြန်လာပြီးတော့ပြန်ဒီမှာမြန်မာတွေကိုပြန်အုပ်ချုပ်လာကြတယ်အဲ့ဒီမှာတိုင်းသားတွေကိုပြန်ပြီးအုပ်ချုပ်လာတဲ့ဘုရားဆန်းတဲ့တကယ်အောင်ဆန်းတဲ့ပြည်သူတွေရဲ့စပါးဒီလိုပါဘာလို့လဲပါအဲ့လိုရဘာလို့လဲဆိုတော့ဘုရားဆန်းကမြို့စစ်စစ်တွေကိုဖွဲ့စည်းပြီးတော့နေဆက်တဲ့ကနေလွတ်လပ်ရေးနဲ့ရည်ရည်မှုကတိုင်းတိုင်းကောင်းဆုံးနေတဲ့ဆွေးနွေးမှုကပြည်လုံးစာချုပ်ပြည်လုံးတွေချုပ်ပြီးဆက်ပြီးပြီးတဲ့နောက်မှာဘုရားဆန်းတဲ့မြို့စစ်စစ်တွေရတာနေဆက်တဲ့တဲ့လွတ်လပ်ရေးတွေကိုပြန်ရည်ပြီးခဲ့ပါတယ်ဒါကြောင့်လူငယ်တွေအနေနဲ့ခုတိုင်းပြည်ခုလူမျိုးကိုချစ်ရမယ်တိုက်ပြည်ကိုကာကွယ်ရမယ်ဘုရားဆန်းတဲ့လွတ်လပ်ရေးတွေပြီးတဲ့လူစစ်စစ်ရှိရမယ်ဒီမှာပြည်သူများအားလုံးကလည်းလူစစ်စစ်ကပြည်ဝါနဲ့ပြည်နယ်ကာကွယ်တတ်ပါစေလို့တိုက်တွန်းအပ်ပေးရပါတယ်